ကိုပါတင်ကရွာမှာနွားကုန်သေးတယောက်ပါတနည်းတော့တခြားရွာကနေနွားဝယ်ပြီးအပြန်ညှင်းနှက်သွားတယ်လမ်းကတောလမ်းဖြစ်ပြီးဘေးပတ်ပတ်လဲမှာထမ်းပင်နေနဲ့ကုကုပင်ကြီးတွေပဲရှိတယ်ညကလာွယ်ညဖြစ်လို့မှောင်လိုက်တာမှဘာမှကိုမမြင်ရဘူးသူနွားလဲကိုအမြင်မောင်းနေတော့အနောက်ကနေကိုပါတင်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်အတန်ကအရန်ရင်းနှီးနေတဲ့သူမိန်းမရဲ့အတန်ပါကိုပါတင်ကအံ့ဩသွားတယ်ဒီအချိန်ကြီးငါမိန်းမတောထဲကိုဘလို့လို့ရောက်နေမှလဲဆိုပြီးတွေးမိပင်ပဲနောက်လက်ကြည့်ဖို့အလို့မှာအဖိုးခေသူပြောမှုတဲ့စကားကိုတတိရသွားတယ်တောထဲမှာကို့နာမည်ကိုခေါ်ရင်လုံးဝနောက်လက်မကြည့်နဲ့ထူးလဲမထူးနဲ့ကိုပါတင်ကမျက်စိကိုမှိတ်ပြီးညင်းလဲကိုစွန့်မောင်းတယ်ဒါပေမဲ့ခေါ်တန်းကပိုတိုးလာတယ်အခုတော့သူ့နားရွက်နားလေးတင်ကတ်ခေါ်နေသလိုပဲကိုပါတင်ဘာလို့နောက်လဲမကြည့်တာလဲကျမကရှင့်ကိုလာကြိုတာလေတဲ့အေးဆက်ဆက်လေးတာနဲ့အတူအနံ့ဆိုးတစ်ခုကနှာခေါင်းထဲကိုဝင်လာတယ်ကိုပါတင်ကဖျားစာကိုအော်ရွတ်ပြီးမဲ့ခေါ်တန်းကရပ်မသွားဘူးနောက်ဆုံးမှာတော့အတန်ကပြောင်းသွားတယ်မိမအတန်ဟုံးတော့ပဲတောချောက်တန်လိုမျိုးအကွဲကွဲအတန်ကြီးနဲ့ကြည်စမ်းငါ့ကိုတစ်ချက်လောက်လှဲ့ကြည့်စမ်းလို့အော်လိုက်တယ်နွားတွေကလည်းကြောက်လန့်ပြီးအတန်ပေးကအတင်းပြီးတယ်ခဏအကြာမှာတော့ရွာထိပ်ကဖုံးကြီးเจ้าစီကစီမီရောင်ကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒီအချိန်မှလေအနောက်ကခေါ်တန်းကရုတ်တရက်ရပ်သွားပြီးနှမျောစရာကြီးနည်းနည်းလေးလူးသွားတယ်ဆိုတဲ့ရဲထန်းကြီးကတိုးအုပ်ထဲမှာပဲ့တင်ထပ်သွားတယ်ကိုပါတင်ရွာထဲရောက်လို့အင်ပြန်ရောက်တဲ့အခါသူ့မိမကခြံရှိမှမီးခွက်လေးကိုင်းပြီးစောင့်နေတယ်သူကအမောတကောနဲ့ဖြစ်သမျှအကြောင်းစုံကိုပြောပြတယ်သူ့မိမကပြုံးပြီးနားထောင်နေတယ်တော်တကယ်ပဲနောက်လည်းမကြည့်ရဘူးလားလို့မေးတော့ကိုပါတင်ကအေးပေါ်ငါသာလှဲ့ကြည့်ရင်တေးပြီပေါ်လို့ဖြေလိုက်တယ်ကိုပါတင်စကားလဲစုံရောဇနီးဖြစ်သူကလက်ထဲကမီးခွက်လေးကိုမြှောက်ပြီးသူ့မျက်နှာနားကိုကတ်လိုက်တယ်မီးအောင်မှမြင်လိုက်ရတဲ့ဇနီးရဲ့မျက်နှာကပုံမှန်တဲ့ဖြူဖြောနေပြီးနှခမ်းတွေကသွေးမရှိသလိုတုံရင်းနေတာကိုပါတင်တတိထားမိလိုက်တယ်တော့တကယ်ပဲတစ်ချက်ကလေးတောင်လှဲ့မကြည့်ခဲ့ဘူးလားသူ့မိန်းမကထပ်မေးပြန်တယ်အတန်ကခုနကတောထဲမှာကြားခဲ့ရတဲ့အတန်လိုမျိုးအကွဲကွဲအေးဆက်ဆက်အတန်ကြီးပြောင်းသွားတာကိုပါတင်ရင်းတဲ့ဒင်းကနေဖြစ်သွားပြီးကြောချမ်းသွားတယ်သူစိုက်ကြည့်နေတော့မှာပဲဇနီးဖြစ်သူရဲ့ကိုကနေခုနကတောထဲမှာရခဲ့တဲ့ပုတ်ဆက်ဆက်အနံ့ကြီးကလှိုင်ခနဲ့ထွက်လာတော့တယ်ကိုပါတင်ခြေလောင်းတွေနောက်ဆုတ်မိသွားခြင်းမှာပဲအိမ်ပေါ်ကနေကိုပါတင်ဘသူနဲ့စကားပြောနေတာလဲဆိုတဲ့အတန်းကိုကြားလိုက်ရတယ်အဲ့ဒါကမှတကယ်သူ့မိန်းမရဲ့အတန်းအစစ်အိမ်ပေါ်ကနေမီးခွက်လေးကင်ပြီးဆင်းလာတဲ့ဇနီးတဲ့ကိုမြင်လိုက်တဲ့အချိန်မှာသူ့ရှေ့မှာရပ်နေတဲ့မိန်းမကတဟာဟာလို့အော်ရဲတော့တယ်နှမျောစရာကြီးဒီတခါအိမ်ထဲအထီလိုက်လာတာတော့မအောင်နိုင်ဘူးအဲ့ဒီစကားဆုံးတာနဲ့ရှေ့ကမိန်းမဟာမဲမောင်နေတဲ့အရေးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးအိမ်ရှိကကုပင်ကြီးပေါ်ကိုပြန်တက်ပြောက်ကွယ်သွားတော့တယ်ကိုပါတင်ဟာနေရာတင်ကြောက်စိတ်နဲ့လဲကျသွားပြီးတတိမိတ်သွားတော့တယ်နောက်ရက်ရွာဦးကျောင်းဆရာတော်စီသွားရောက်လျှောက်ထားတော့မှအဲ့ဒါဟာဒူးနောက်ကိုတကောက်ကောက်လိုက်လာတဲ့တောဆောင်နှဆိုးတစ်မျိုးဖြစ်ပြီးအိမ်ထဲကိုဝင်ရဖို့လှည့်စားခဲ့တာဖြစ်ကြောင်းတီးလိုက်ရတော့တယ်ဇလန်းကတော့ဒီမှာပဲပြီးသွားပါပြီ channel လေးကိုကြိုက်တယ်ဆိုရင် like comment
share subscribe လုပ်ပေးသွားကြပါဦးဗျာ